ကြောင့်လောကကြီးမှာအကြီးကျယ်ဆုံးအရာတော့ရှိတယ်နံပါတ်1ကကြီးကျယ်တဲ့အရာတွေကိုပြောရင်တောင်ကြီးတွေနဲ့နှိုင်းရတယ်ဟုတ်လား Mount Everest တို့ဘာလို့ကတော့မြင့်တာတကယ်ကြီးတဲ့တောင်ကြီးတွေကဟာဝိုင်မှာရှိနော်မိုင်ပေါင်းများစွာဟုတ်လား39မိုင်လောက်ပါရတဲ့တောင်ကြီးအများကြီးကြီးနေနော်ကြီးကျယ်ခြင်းအကြောင်းပြောရင်အဲ့ဒီတောင်ကြီးတွေနဲ့နှိုင်းရနောက်ဒုတိယအကြီးကျယ်ဆုံးကဘာလဲဆိုရင်ဟုတ်လားပင်လယ်ကြီးပင်လယ်ထဲမှာလည်းအကြီးကျယ်ဆုံးပြပါဆိုရင် Pacific လို့သမုဒ္ဒရာကြီးကျယ်လားမပြောနဲ့နဲ့ဆိုင်လားမပြောနဲ့ဖိလစ်ပိုင်လိုနေရာမျိုးပါတော့အောက်ကိုတမိုင်ကျော်ကျော်ရှိတယ်တချို့နေရာတွေမှာဆိုရင်9မိုင်ကျော်6မိုင်နဲ့9မိုင်လောက်ထိနစ်တယ်ပင်လယ်ကြီးနော်အဲ့တော့ကြီးကျယ်ခြင်းကိုပြောချင်ရင်တောင်ကြီးတွေနဲ့နှိုင်းတယ်ပင်လယ်ကြီးတွေနဲ့နှိုင်းတယ်ဒါပေမဲ့ဒီတဲ့အကြီးကျယ်ဆုံးအရာတစ်ခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုလူတယောက်စိတ်ကူးညံထုတ်နေတာအကြီးကျယ်ဆုံး Man at work on idea စိတ်ကူးထုတ်နေတယ်ဥပမာ Einstein ဆိုပါတော့ကျွန်တော်ကတော့မရောက်ဘူးသူ့အခန်းလေးကိုဓာတ်ပုံတွေပါရိုက်ပြထားတာကြည့်တော့အခန်းလေးကကျင်းကျင်းလေးကိုအဲ့အခန်းရဲ့ကလေးမှာ4000ဇွဲလေးရှိတယ်အဲ့ဒီမှာစာရွက်အပြက်ကလေးတွေနဲ့ခက်တာအတူလေးတင်ထားညာဘက်နံရံမှာကတရောပြားလေးချိတ်ထားတယ်နျူတန်ရဲ့ဓာတ်ပုံလေးကဒီဘက်ကလက်ကလေးပေါ်မှာစင်လေးပေါ်မှာယူဘဗေဒဂျာနယ်3လေးအုပ်ဘလန်ဒန်ပေါ့ပြစ်တင်ထားအဲ့ဒီအခန်းကလေးကနေပြီးတော့စဉ်းစားနေတွက်ထုတ်နေတဲ့သူရတဲ့ equation ကဘာလဲဆိုရင် E equal to mc square E က energy စွမ်း M က mass structure C ကအလင်းအလျင်နဲ့ထိုက်ကဒါဟာအနုယူပုံပွဲတဲ့ equation ကြောက်ဖို့ကောင်းတယ်ဒီ idea ကလည်းနော်ဟီရိုရှီမာနဲ့နာဂါဆာကီပေါ်မှာကြားတယ်အနုယူပုံကတကယ်တော့ပြီးပြီးလေးနော်အဲ့တော့အကယ်၍များအိန္ဒိယမှာရှိတဲ့အနုယူပုံတွေအစ္စရေးမှာရှိတဲ့အနုယူပုံတွေအင်္ဂလန်အမေရိကဂျာမနီပြင်သစ်မှာရှိတဲ့အနုယူပုံတွေမြောက်ကိုရီးယားမှာရှိတဲ့အနုယူပုံတွေအကယ်၍များကွဲကြမယ်ဆိုရင်ဘယ်သူလောက်ထားတဲ့ဟာလဲလူတွေလောက်ထားကွဲကြမယ်ဆိုရင်ခုနကြီးကျယ်ပါပြီဆိုတဲ့တောင်ကြီးတွေစိတ်သိမ့်မှာကွဲကျယ်ပြန့်ပါပြီလက်ဆိုင်ပါပြီဆိုတဲ့ပင်လေခန်းချောက်ပါနော်ဒါဟာလူတွေရဲ့စိတ်ကူးကထွက်လာတယ်အယူဆတယ်နော်လူတယောက်စိတ်ကူးညံထုတ်နေဖို့အကောင်းထုတ်နိုင်ဖို့လူတိုင်းမှာတောင်းရှိလူဖွဲ့စည်းတိုင်းမှာတောင်းရှိ